အဝိဇ္ဇာတဏှာအခြေခံပြီးတော့ပြုလာတဲ့ဘုန်းကြီးတို့ရဲ့ကံတွေဟာဒီသံဃာထဲမှာအကျိုးပေးရောအကျိုးပေးတော့ကျဲဘာကျိုးပေးမလဲဆိုကြဆိုခုလူပဲခုကြောင်းတကာအကြောင်းအမတွေဘုန်းကြီးတို့တွေအကျိုးပေးနေကုသိုလ်ကံအကျိုးပေးနေကုသိုလ်ကံအကျိုးပေးနေတဲ့ဒီရုပ်ဒီနာဒီခန္ဓာကိုစဉ်းစားကြည့်စမ်းပါကုသိုလ်ကံအကျိုးပေးလို့ငါယခုဘဝမှာလူဖြစ်နေတယ်လူပေမဲ့လို့အတော်တန်ဉာဏ်ရှိတဲ့လူဖြစ်နေတယ်လူပေမဲ့လို့အတော်တန်ဉာဏ်ရှိယုံနေမကားဘူးတရားတရားပါရှိနေတဲ့လူဖြစ်နေတယ်တရားတရားရှိတယ်ဉာဏ်ရှိတယ်အဲ့လိုလူဖြစ်နေတော့အဲ့ဒီလူလို့ဆိုတဲ့ဒီကံကြောင့်ဖြစ်နေရတဲ့ဒီရုပ်ကိုစဉ်းစားကြည့်ပါဒါကံကိုစဉ်းစားကြည့်တော့တယောက်ကရုပ်တစ်မျိုးကိုတယောက်ကရုပ်တစ်မျိုးမတူပါပဲလားရုပ်ချင်းတမေရဲတဖေရဲမွေးထားတဲ့သတ္တမိရုပ်ချင်းမတူပါပဲလားတမေရဲတဖေရဲမွေးထားတဲ့အမှားဘူးကြီးအကုန်နှစ်ယောက်ရုပ်ချင်းတော့အတော်တူတယ်ဆိုပေမဲ့ဒီမသိမသာကလေးအသားချင်းကွာနေရဲ့အရက်ချင်းကွာနေရဲ့လက်ချင်းအင်္ဂါချင်းကွာနေရဲ့အဲ့ဒီဟာကသိမသိတာဘူးဆိုတော့တယောက်စိတ်နေစိတ်ထားချင်းကွာနေရဲ့ဒီအမေအဖေကသုံးမနေတာဒီအိမ်မှာကြီးတာပဲဒါတောင်တယောက်ကစိတ်ကောင်းတယ်တယောက်ကစိတ်မကောင်းဘူးတယောက်ကဉာဏ်ရှိတယ်တယောက်ကဉာဏ်မရှိဘူးနောက်အရွယ်ရောက်တော့ပညာသင်တော့တယောက်ကပညာတတ်တယ်တယောက်ကပညာမတတ်ဘူးနောက်ပညာတတ်ပြီးတော့အိမ်နဲ့ရနေနေကြတော့တယောက်ကကောင်းကျိုးပေးတယ်တယောက်ကကောင်းကျိုးမပေးဘူးတယောက်မှယောဂများတယ်တယောက်မှယောဂမရှိဘူးတယောက်ကအချင်းစောစောပေးတယ်တယောက်ကအချင်းနှောင်းပေးတယ်ဘယ်နဲ့လဲတမေတဖေတဲ့တပီးတသားတဲ့အမှားဘူးမွေးတဲ့လူနှစ်ယောက်ကဘယ်နဲ့ကွာနေလားကြည်လားလို့ကြည့်လိုက်တော့ရှင်းကံပဲအမေအဖေရဲ့သွေးသားတာတူလားအမေအဖေရဲ့သွေးသားနဲ့အခြေခံပြီးတော့တည်ရပေမဲ့လို့မျိုးစင်းနဲ့တူတဲ့ရှင်းကံကတော့တယောက်နဲ့တယောက်မတူကြဘူးအဲ့ဒါကြောင့်ဒီမှာလာပြီးတော့အကျိုးပေးခြင်းမတူတာပဲကိုလို့ကံမာကိုယ်ပိုင်ဥစ္စာပဲကံမာငါပိုင်ဥစ္စာပဲကောင်းလဲငါကံပဲမကောင်းလဲငါကံပဲငါပြုတဲ့ကံတွေဟာကောင်းလဲငါရမယ်မကောင်းလဲငါရမယ်အဲ့လိုဒီပြီးသတ်မှတ်ကြပြီးတော့စဉ်းစားလိုက်တဲ့အခါကျတော့ကာမတက္ကတာဉာဏ်ကတော်တော်ကောင်းသွားတယ်ကာမတက္ကတာဉာဏ်ဆိုတဲ့သမ္မာဒိဋ္ဌိကအတော်ကောင်းသွားတယ်ဒီတော့လူကောင်းကလေးဖြစ်နေပြီတလောက်ဆိုရင်ပဲလူကောင်းဖြစ်နေပြီဟုတ်တယ်ငါမကောင်းလို့ငါယုတ်ကဘယ်လိုဖြစ်တယ်ငါမကောင်းလို့ငါမိငါပဘယ်လိုအမေဖေစီဝင်စားရတယ်ဖြစ်ရတယ်ငါမကောင်းလို့ခုအလုပ်လုပ်တော့အကျိုးမရဘူးငါမကောင်းလို့ငါမှညံထိုင်းနေတယ်ဟောဒီလိုကောင်းတဲ့လူကလည်းငါရှိကကံကောင်းလို့ဘယ်မိဘယ်ဖမျိုးနဲ့ငါလာပြီးတော့တွေ့ရတယ်ငါရှိကကံကောင်းလို့ညံကလေးတော်တော်ကောင်းတယ်ငါရှိကကံကောင်းလို့ရုပ်အစင်းလေးတော်တော်ကောင်းတယ်ငါရှိကကံကောင်းလို့မို့ပစ္စည်းဥစ္စာရှာလို့ရတယ်အဲ့လိုစသည်အပြင်တွေ့တော့ဩကံတရားတည်းရေးကြည့်တာပဲအဲ့ဒီကာမတက္ကတာဉာဏ်ဆိုတဲ့သမ္မာဒိဋ္ဌိရှိရင်ပဲတော်တော်ကောင်းနေပြီတော်တော်လူကောင်းလေးဖြစ်နေပြီတော်တော်ပုဂ္ဂိုလ်ကောင်းဖြစ်နေပြီသိရေးကြည့်တာပဲဒါတော့ဒီညာအခြေခံပြီးတော့သမ္မာသင်္ကပ္ပငါမကောင်းတာတော့မကြမ်းပါဘူးလေတော်ကြမကောင်းတာကြမ်းငါမကောင်းကျိုးတွေဖြစ်နေရောက်မယ်မကောင်းတာကြံတာကဘာတော့ကာမဂုဏ်လိုက်စားဖို့ရန်ကြံတယ်သူတော်ဘာတွေပြေးဖို့ကြေးဖို့ကြံတယ်သူတော်ဘာနှိမ့်ဆက်ဖို့ကြံတယ်အဲ့လိုကြံငါကြံလို့မဖြစ်ဘူးသမ္မာဒိဋ္ဌိအခြေခံတာနဲ့လည်းလူကောင်းကလေးတော်တော်ဖြစ်နေပြီဟိုးသူများဆင်းရအောင်ငါမကြံပါဘူးဟိုးကာမဂုဏ်တွေမလို့တာလို့အဲ့ဒါတလောက်လောကီအာယုံနဲ့အိမ်နဲ့ရာနဲ့နေရတာလွဲပါလို့ရှိရင်အိမ်နဲ့ရာနဲ့တော့ငါမနေခြင်းဘူးယခုမလို့တာလို့နေတယ်လေဒါတော့ထားပါတော့ဗောလေဟိုဘယ်နဲ့ကာမဂုဏ်တွေအပူမူလိုက်စားလို့ပဲတော်မလဲဟိုဘွယ်မနေလိုက်စားလို့ပဲတော်မလဲသူသမ္မာဒိဋ္ဌိသဘောကြတာနဲ့ကံရဲ့အကျိုးကိုနားလည်တာနဲ့ပဲတော်တော်ကောင်းနေပြီသမ္မာဒိဋ္ဌိဖြစ်လို့သူအကြံလေးပါလေးများလဲလောကီလိုက်သမ္မာသင်္ကပ္ပကောင်းတဲ့အကြံတေကြံလို့မတရားမကြံဘူးသမ္မာဝါစာစကားပြောတော့လေသူများလည်းမှန်မှန်ရင်းရင်းဖြစ်သွားအောင်မလိမ့်ဘူးစကားပြောတော့လေမှန်မှန်ကန်ကန်ပြောတယ်သမ္မာကမ္မန္တ
အလုံးလုံးတော့လဲမှန်မှန်ကန်ကန်ပဲလုပ်တယ်တာမအာဇီဝရောင်းတဲ့ဝဲတဲ့အခါလည်းပဲအသက်မွေးဝမ်းကြောင်းနဲ့စားပြီးတော့စီးပွားကြရပြီမဲ့တရားသဖြင့်ရှားတယ်တာမဝါယာမလုံးလဝရိယထုတ်တော်လည်းပဲအများကောင်းအောင်လုံးလကြိုးစားတယ်တရားသဖြင့်စီးပွားရအောင်ကြိုးစားတယ်တာမဝါယာမတတိကလည်းဟိုဒီချိန်ဖရာအာယုပြုအောင်မှဒီချိန်ဖရာစားရပြုအောင်မှဒီချိန်မေတ္တာပို့အောင်မှဒီချိန်ရောင်းတဲ့ဝဲတဲ့အခါမှာရောင်းအောင်ဝယ်အောင်မှရောင်းတဲ့ဝဲတဲ့အခါလည်းငါတရားသဖြင့်ရောင်းအောင်မှတာမတတိဖြစ်လို့စိတ်နေစိတ်ဓာတ်များလည်းလူငယ်အလိုက်လူကြီးအလိုက်စိတ်နေစိတ်ဓာတ်များလည်းဒီလို့သမ္မာသမာဓိဖြစ်လို့ဟုတ်လားဒီမဲ့ခင်ထဲမှာလေအောက်တန်းအကြဆုံးမဲ့ခင်ကလေးပဲကောင်းလာပြီလူကောင်းကလေးကိုဖြစ်လို့အမျိုးသားကောင်းကလေးဖြစ်လို့အမျိုးသမီးကောင်းကလေးဖြစ်လို့ယဟန်ကောင်းကလေးဖြစ်လို့ကိုရင်ကောင်းကလေးဖြစ်လို့ဒီကံကံရဲ့ကျိုးကိုနားလည်တာတစ်ခုနဲ့ပဲတန်ဖိုးကြည့်လာပြီနော်ဒါပေမဲ့ပင်စဝဲကြီးများကိုဘုရားရှင်ကိုယ်တော်မြတ်ဟောတော်မူလို့လားတော့မကဘူးအထက်ဝိပဿနာသမာဓိဋ္ဌိနဲ့စဉ်းစားပြီးတော့ကြည့်တယ်